ပဲကူးသူလေးတွေကရမ်းအောင်ချစ်စရာကောင်းတာဝင်းကြီးအခုတစ်ခေါက်စားပစ်လေးကလေအိမ်မပိုင်တဲ့ကောင်မလေးကိုဒါ surprise တိုက်ပေးရတာလေးပါအိမ်မပိုင်တဲ့ကောင်မလေးကို surprise တိုက်ပေးရတာဆိုတော့ကိုလည်းနည်းနည်းတော့လန့်တာပေါ့နော်တော့ကြနေအိမ်ကမိဘတွေလူကြီးမိဘတွေတည်သွားတဲ့ခါကျဒုံးနဲ့လိုက်ရလို့ရှင်စားပစ်သမားလေးတွေပဲပြေးနေရပါပိုင်ရှင်လေးရလေပျော်လေးပျော်ရှက်လေးရှက်အိမ်ကတိမှလည်းကြောက်နေအရင်ကချစ်စရာကောင်းသူလေးပေါ့နော်ကိုကြီးအပြင်မှာရမ်းချစ်စရာကောင်းပါတယ်ညီမလေးကပြီးတော့ချစ်သူကောင်လေးကိုလည်းပြန်လာတဲ့အထိသစ္စာရှိရှိနဲ့စောင့်နေပါမယ်အရန်လည်းချစ်ပါတယ်တဲ့ပြီးတော့ညီမလေးကဗာတောင်းဆိုတာလဲဆိုတော့သူ့ရဲ့ဗီဒီယိုဖိုင်လေးကိုသူချစ်သူကောင်လေးရှိကိုဒါပို့ပေးပါတဲ့ online ကိုမတင်ပါနဲ့တဲ့အင်္ဂါမိဘတွေတည်သွားတဲ့ခါကျရင်စုခံပြီးမှကြောက်လို့ပါတဲ့ဟုတ်ကဲ့ပါညီမလေးရဲ့သဘောတိုင်းဒီဗီဒီယိုဖိုင်လေးကိုညီမလေးချစ်သူကောင်လေးထံအောင်ပဲပို့ပေးမယ်နော် online ပေါ်မတင်ပါဘူးဒါပေမဲ့လည်းညီမလေးကအရင်ချစ်စရာကောင်းတော့ mind လေးကိုတော့တင်ကျင်တယ်ပေါ့နော်အရင်ချစ်စရာကောင်းတဲ့ညီမလေးကို surprise ကလေးပေးဖို့ရတာကအရင်ချစ်စရာကောင်းပါတယ်ပြီးတော့တငယ်ချင်းတွေကလည်းစဆိုတော့သူကလေအသေးကြုံလည်းမရှိပါအရန်လည်းရှက်နေတာအရန်လည်းရှက်မျက်နှာတစ်ခုလုံးကြီးရဲပြီးတော့အရန်ချစ်စရာကောင်းပါတယ်အရန်လည်းရှက်အင်္ဂါတိမှာလည်းကြောက်ချစ်သူကောင်လေးကပေးတယ်ဆိုတော့အရန်လည်းပျော်ပြီးတော့ကောင်လေးကိုလည်းဘာတွေပြောရမှန်းမသိဖြစ်နေဝမ်းသာပြီးဖြစ်ပြီးတော့လေဒါမဲ့တိကျတာတခုပြောရတာတစ္ဆာရှိရှိနဲ့စောင့်နေပါမယ်အရန်ချစ်ပါတယ်တဲ့နော်ကဲဒီပါကိုကြီးကမလေးကအရန်ချစ်ပါတယ်တဲ့တစ္ဆာရှိရှိနဲ့စောင့်နေပါမယ်